အခုတွက်ပြမှာလက်ပြအတိုင်းသူကကြတော့လက်ပြကိုအရှိပါ6ရလက်ပြနဲ့မတူဘူးဂျိုင်းကြတာမကြိုက်ဆိုတော့ဂျိုင်းအပေါ်လေးနဲ့တက်ပြီပကုံးက16ကိုအစားပေါ့နဲ့စားမစားပကုံး16ကိုနဲ့စားတော့8ရအဲ့ဒီများချင်း8 19ဆိုတော့ဂျိုင်းတော့ဝတ်လိုက်တော့19တော့ဝတ်လိုက်တော့ကိုလမခွေရအဲ့တော့ဂျိုင်းနဲ့စားအဖြေက9ခွေရဂျိုင်းရ9ခွေရရှင်ရကြတော့40နဲ့တော့ရှင်ရ40နဲ့43လေးနဲ့စား43တစ်ခါ12ခွဲ43နှစ်ခါ20ရေးနဲ့စားဒီများချင်း10တရမဘယ်လောက်ဆက်လဲဆို1နဲ့3 4 5 60ရဒီမှာကတော့တလက်မ80ဆိုတော့တော့လိုက်တော့နှစ်စိတ်ကျန်ဆိုတော့10ပဲပြ10 1နဲ့3 4 5 6 60ရေးလိုက်ပြင်ရင်ရကြတော့44တင်ရကြတော့44ဆိုလေးနဲ့စား44လေးနဲ့စားတော့